product animation တွေဖန်တီးတဲ့အခါမျိုးကြလို့ရှိရင်ကျွန်တော်တို့ဖန်တီးအားတင်နေတဲ့ပုံစံတွေကြီးပဲမြင်တွေ့နေရတာတော်တော်လေးပြင်းစရာကောင်းလာပြီပေါ့နော် product တစ်ခုကို cinematic ဆန်ဆန်အမိုက်စားဘယ်လိုဖန်တီးလို့ရလဲဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပါမယ်right click နှိပ်မယ် new layer နေပြီးတော့ camera စပြီးတော့ခေါင်းတယ်ပေါ့နော် shadow လည်းမရှိဘူး highlight လည်းမရှိဘူး animation အရင်ပြင်းစရာကောင်းနေတယ်ပေါ့နော်ဟိုမိုက်အောင်လို့ဒါ modify လေးထပ်လုပ်တယ်ပေါ့နော် adjustment လေးတစ်ချက်ခေါ်လိုက်မယ်အဲ့တော့ site ကိုကျွန်တော်တို့ကြီးလိုက်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးကျွန်တော်တို့စပြီးတော့ရပါတယ်ပေါ့နော် classic color dots တွေတစ်ချက်ပြောင်းလိုက်မယ်ပေါ့နော် over လေးထပ်ထည့်လိုက်ပူပြီးကြွသွားလိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ spotlight ကိုဖွင့်ချ light option တစ်ချက်ကြည့်မယ်ပေါ့နော် okay အဲ့တော့ပထမဦးဆုံးကိုဖန်တီးမဲ့ product တစ်ခု composition တွေကိုစပြီးတော့ဆွဲထည့်လိုက်မယ်ပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော် site ကိုချုပ်လိုက်မယ် background စပြီးတော့ထည့်ရအောင်ပဲပေါ့နော်အဲ့တော့ background ကိုကျွန်တော်အပြင်ကနေပြီးတော့ background တွေတွားပြီးတော့ download ဆွဲပြီးတော့မထည့်ဘဲနဲ့ text repeater ပုံစံမျိုးတွေနဲ့ဒါ background ကိုစပြီးတော့ဖန်တီးလိုက်မယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ပထမဦးဆုံးကျွန်တော်တို့ဒါ text တစ်ခုအရင်ဆုံးရိုက်လိုက်မယ်ပေါ့နော် okay ပြီးသွားရင်ကျွန်တော်တို့ဒါ control order home control home နေနဲ့အလဲဆန္ဒတစ်ချက်ပို့ပြီးသူ့အပေါ်တစ်ချက်ပြန်ပြီးတော့တင်လိုက်မယ် title action save zone ကိုတစ်ချက် on လိုက်မယ်ပေါ့နော်ပြီးသွားရင်သူ့ကို save zone နဲ့ quality လောက်ကျွန်တော်တို့တစ်ချက်ထားလိုက်မယ်ပြီးသွားရင်ကျွန်တော်ဘာလုပ်ချင်တာလဲဆိုတော့ font တစ်ချက်ကြီးလိုက်မယ်ပေါ့နော်ထားပါ188လောက်ဒီကောင်ကိုကျွန်တော်တို့ဒါဒီ quality တစ်ချက်ထားလိုက်မယ်ပေါ့နော်ပြီးရင် control order home နဲ့တစ်ချက်နှိပ်လိုက်မယ် control D နဲ့ duplicate လုပ်လိုက်မယ်ပြီးသွားရင်အောက်မှာတစ်ခုလာပြီးတော့သူ့ပုံစံအတိုင်းပဲလာပြီးတော့ပွားလိုက်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်ဘာလုပ်ချင်တာလဲဆိုလို့ရှိရင်ပထမဦးဆုံး task ကိုကျွန်တော် right click နှိပ်ပြီးပါလို့ရှိရင်pre-compose တွေတစ်ချက်လုပ်လိုက်ပါတော့ပြီးရင်သူ့ကိုကျွန်တော်တို့ဒါ task 1ဆိုပြီးနာမည်ပေးလိုက်မယ် move all ဖြစ်ရပါမယ်ကျွန်တော်တို့ပြီးရင် okay တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီဟာကိုလည်းအဲ့တိုင်းပဲကျွန်တော်တို့ဒါ right click နှိပ်မယ် pre-compose တွေကနေပြီး task 2ဆိုပြီးနာမည်ပေးပြီး okay တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ task 1နဲ့ကိုဝင်မယ်ဒီ task ကိုပဲကျွန်တော်တို့လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်မှာမလိုအပ်ဘဲနဲ့ composition တွေလာပြီးတော့ပို့နေတယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ region interest ဆိုတဲ့ဟာလေးကိုတစ်ချက်တစ်ချက်ချလိုက်မယ်အဲ့တော့ပြီးသွားရင်ကိုလိုချင်တဲ့နေရာလေးကိုပဲကျွန်တော်တို့ကဒါသတ်မှတ်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေရာလောက်ပဲကျွန်တော်ကလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာကိုအရင်ဆုံးသတ်မှတ်လိုက်တယ်ပြီးသွားရင် composition လေးကနေပြီးကျွန်တော်တို့ဒါ crop contour region interest ဆိုတာလေးတစ်ချက်ချလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမလိုအပ်ဘဲနဲ့ composition အကြီးကြီးပို့နေတဲ့ကိစ္စကိုဒါဖြည့်ရှင်းပြီးသားကျွန်တော်တို့ဖြစ်သွားလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကစပြီးတော့ animation ပုံစံလေးစပြီးတော့ဖန်တီးကြည့်မယ်ပေါ့နော်အဲ့တော့ဘယ်လိုဖန်တီးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဖွင့်ချလိုက်မယ်သူ့ကို animate ထဲကနေပြီးကျွန်တော် fade color တဲ့အနေ RGB လေးတစ်ချက်ကျွန်တော်တို့ဒါယူလိုက်ပြီပေါ့နော် RGB နေရာမှာတော့ကျွန်တော်ကဒါ cyan လေးတစ်ချက်ယူထားလိုက်မယ် okay ဒီပုံစံလေးတစ်ချက်ယူလိုက်ပြီပေါ့နော် animation ကိုဘယ်လိုပုံစံဖန်တီးချင်တာလဲဆိုလို့ရှိရင်ပထမမှာတော့ကျွန်တော်ဒီ vapor ဆိုတာကတစ်ချက် cyan ဖြစ်နေမယ် strike ဆိုတာအဖြူဖြစ်နေမယ်ပေါ့နော်ပြီးသွားရင်သူတို့နှစ်ယောက်က flick ဖြစ်ပြီးတော့ color flicker ပုံစံမျိုးလေးတစ်ချက်ကျွန်တော်ဖန်တီးလိုက်မယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ stack ကိုအောက် keyframe တစ်ချက်ပေးထားလိုက်မယ်ပြီးသွားရင်အဲ့ကိုကျွန်တော်တို့ကဒါ short ချလိုက်မယ်ဒါဆိုလို့ရှိရင် vapor ဒီ cyan strike ဒီအဖြူလုံးဝဖြစ်သွားပြီပေါ့နော်ပြီးသွားရင်နောက်ထပ်ကျွန်တော်တို့က9 frame လောက်ရောက်တဲ့အချိန်ကြာလို့ရှိရင်အဲ့ကိုကျွန်တော်တို့ကတင်လိုက်မယ် strike ဘက်ကို cyan ပြောင်းကြည့်လို့ပြီးရင်ကျွန်တော်တို့က stack ကိုလာပြီးတော့တင်လိုက်မယ်ဒါဆိုလို့ရှိရင် strike ဒီလုံးဝ solid color ဖြစ်သွားပြီပေါ့နော် vapor ဒီအဖြူပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ရှေ့ရောက်ကောင် control C နဲ့ copy ယူပြီး 6 frame ရောက်လို့ရှိရင် control V နဲ့တစ်ချက် paste ချလိုက်မယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ3ခုရသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကြားထဲက animation သွားနေတာတွေကိုမလိုချင်တာဖြစ်တဲ့အတွက်ကြောင့်လို့ key frame တွေကိုလုံးဝhold လုပ်ပြမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော် toggle hook key frame လောက်တာပေါ့နော်ဒါဆိုလို့ရှိရင် key frame တွေကဒီလိုပုံစံမျိုးကျွန်တော်တို့က animation မရှိတော့ဘဲနဲ့ key frame ရှိတဲ့နေရာမှာပဲကျွန်တော်တို့က effect တက်ရောက်သွားတယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့က down shot animation က loop ဖြစ်နေတဲ့ပုံစံမျိုးဖန်တီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ stack ကို select ပေးလိုက်မယ် order လေးဖြစ်ပြီး click တစ်ချက်ချမယ်ပြီးသွားရင် LOP OUT loop out ဆိုတာတစ်ချက်ကျွန်တော်တို့ရွေးလိုက်မယ်ပြီးရင် control A နဲ့ select ပြီး control C နဲ့ copy ယူလိုက်မယ်ပြီးသွားရင် add ကိုလည်းအဲ့တိုင်းပဲ order click control V နဲ့ paste ချလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ file view လေးကျွန်တော်တို့ရပါပြီပေါ့နော်ပြီးရင်နောက်တစ်ခုမှလည်းအဲ့လိုပုံစံပဲသွားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ animator 1ကို control C နဲ့ copy တစ်ချက်ယူလာလိုက်မယ်ပေါ့နော်ပြီးသွားရင်ဘာလုပ်မလဲဆိုလို့ရှိရင် text 2ရဲ့ကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ် control V နဲ့ paste လာချလိုက်ဒါပေမဲ့လို့ကျွန်တော်တို့က color ကိုတော့တစ်ချက်ချိန်မယ်ပေါ့နော်လိမ်ပေါ်ရောင်လေးတစ်ချက်ပြောင်းလိုက်မယ်ပေါ့နော်ပထမမှာတော့ကျွန်တော်တို့ကသွားရတဲ့ animation ပုံစံကပထမဦးဆုံး keyframe မှာ color ဒုတိယ keyframe ကျလို့ရှိရင်ဒါအဖြူပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားတာအဲ့တော့ဒီမှာကျရင်တော့ကျွန်တော်ကသူနဲ့ opposite direction ပုံစံမျိုးတစ်ချက်သွားမယ်ပထမဦးဆုံးမှာကျွန်တော်တို့ကအဖြူဒီမှာကျတော့ဒါ color ဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော် keyframe တွေကို switch လိုက်မယ်ပေါ့နော်ဒီဟာကိုကျွန်တော်ကအလဲကိုပို့လိုက်မယ်သူ့ကိုကျွန်တော်ကရှေ့ကိုလာပြီးတော့ပို့လိုက်ဒီလိုမျိုး keyframe တစ်ခုတစ်ချက်လဲလိုက်မယ်ပေါ့နော်
ပြီးသွားရင်ကျွန်တော်နောက်ဆုံး keyframe ကို delete နှိပ်လိုက်မယ်ရှေ့ရဟာကို control C နဲ့ copy ပြီး control D နဲ့ paste ချလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ကိုယ့်ဘက်ကိုအစအဆုံးပြန်လုပ်ချင်လည်းရတယ် copy ကူးပြီးတော့ဒီလိုမျိုးကျွန်တော်တို့ဒါ shortcut လေးသုံးလိုက်လည်းရတယ်ပေါ့နော် okay ပြီးသွားရင်ခုနအတိုင်းပဲကျွန်တော်တို့ကဒါဖန်တီးမယ်ပေါ့နော်သူ့ကို save zone နဲ့ quickly ကျွန်တော်တို့ထားလိုက်မယ်ပြီးရင် region interest 2လေးတစ်ချက်ယူလိုက်မယ်လာပြီးတော့ကိုလိုချင်တော့ပဲကျွန်တော်တို့တစ်ချက်သတ်မှတ်လိုက်မယ်ပေါ့နော် okay ဒါတော့ဆိုကျွန်တော်တို့အဆင်ပြေပြီပြီးသွားရင် composition တွေကနေပြီးတော့ crop contour region interest လုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အနေအထားမျိုးဒါရပါပြီပေါ့နော် okay အဲ့တော့ဒီလိုပုံစံမျိုးသူတောက်လျှောက်ပလေးနေတယ်ပြီးသွားရင်ကျွန်တော်အပြင်ထွက်ပြီးတစ်ချက်ကြည့်လိုက်မယ်ပေါ့နော် okay ဒါမျိုးပုံစံမျိုးလေးကျွန်တော်ရတယ်အဲ့နှစ်ခုလုံးဆက်လက်ပေးပြီးရင်ကျွန်တော်တို့ကအပေါ်ကိုလာပြီးတော့တင်လိုက်မယ်ပြီးရင်သူ့ကိုဒီ sneaker ရဲ့အောက်ကိုတစ်ချက်ချလိုက်မယ်ပေါ့နော်ဒီလေးရအောင် okay ဒီပုံစံအတိုင်းနေပဲကျွန်တော်လုံးဝ control D နဲ့ duplicate လုပ်ပြီးသွားလို့ရှိရင်ဒါတွေကိုလာပြီးတော့ copy ပွားပါမယ်ပေါ့နော် control D လာပြီးတော့ပွားပါမယ် okay ဒီလိုပုံစံမျိုးလေးကျွန်တော်တစ်ချက်ရပြီပေါ့နော်ပြီးတော့အကုန်လုံးဆက်လက်ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် align နဲ့ကနေလာပြီးတော့သူ့ကို align လေးတစ်ချက်လောက်လာပြီးတော့ကျွန်တော်တို့ညှိပေးလိုက်မယ်ပြီးရင် center လေးတစ်ချက်ညှိပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေသွားပြီ okay တိုက်တဲ့အချင်းစေးစုံတစ်ချက်ပြန်ပြီးတော့ဖြောက်ထားလိုက်မယ် animation loop ဖြစ်နေတဲ့ပုံစံမျိုးလေးရပါပြီဒါဆိုလို့ရှိရင်အပြင်က background တွေပါကြီးကျွန်တော်တောင်းစရာမလိုကိုယ့်ဘက်ကဒါ background ကို text နဲ့လာပြီးတော့ဖန်တီးလိုက်တာပေါ့နော် composition လည်းလုံးဝ face ဖြစ်သွားတယ်ကြည့်ရလည်းပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့နော် camera movement နဲ့စပြီးတော့ animation ကိုစပြီးတော့သွားမယ်ပေါ့နော်အဲ့တော့ camera movement ဘယ်လိုလုပ်လဲဆိုလို့ရှိရင်အဲ့တော့ camera movement ဖန်တီးဖို့အတွက်ကြတော့ကျွန်တော်တို့ကအကုန်လုံးဒီကျွန်တော်တို့ရဲ့ layer တွေအကုန်လုံးဒီ 3D layer တွေဖြစ်နေဖို့လိုပါတယ်အဲ့တော့ 3D layer ဖြစ်နေဖို့ဆိုလို့ရှိရင်ကျွန်တော်အကုန်လုံးကို select ပေးလိုက်မယ်ပြီးရင်ဒီမှာ 3D တွေလာပြီးတော့ on ပေးရမယ်ပေါ့နော်အဲ့တော့ 3D မ on ထားရင်ကျွန်တော်တို့က camera movement လည်းသုံးလို့မရဘူး camera လည်းသုံးလို့မရပါဘူး 3D တွေဒါဖြစ်နေဖို့လိုအပ်ပါတယ် okay ပြီးသွားရင်နောက်တစ်ခုဘာရေးကြည့်လဲဆိုတော့ကျွန်တော်တို့က 3D ကိုပဲ camera ကိုပဲသုံးပြီးတော့ 3D space ကိုဖန်တီးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ classic 3D ပဲဖြစ်နေဖို့လိုတယ်ပေါ့နော် right click နှိပ်မယ် new တွေကနေပြီးတော့ camera စပြီးတော့ခေါ်မယ်ပေါ့နော် camera ဒီကျွန်တော်တို့ဒါ one လို့ပဲစပြီးတော့ခေါ်လိုက်မယ်ပြီးရင်ဒါ okay တစ်ချက်လောက်နေလိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးတစ်ချက်ရပါပြီပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီ text တွေအကုန်လုံးကဘာဖြစ်နေလဲဆိုလို့ရှိရင်တစ်ခုချင်းစီတွေဒါဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကသူ့ကိုရွှေ့မယ်ဆိုလို့ရှိရင်တစ်ခုချင်းစီတွေလိုက်ပြီးတော့ရွှေ့နေရမှာဆိုလို့ရှိရင်အချိန်ကြီးမလိုဘဲနဲ့ကုန်တယ်ဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့က controller တစ်ခုခေါ်ပြီးတော့အဲ့ control ကနေပြီးတော့ဆွဲပြီးတော့ကျွန်တော်တို့ကဒါထိန်းချုပ်လို့ရတဲ့ပုံစံမျိုးလေးဒါတစ်ချက်လုံးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင် right click နှိပ်မယ် new တွေကနေပြီးတော့ဒါ now object ပေါ့နော်အဲ့တော့ now object ကိုကျွန်တော်တို့က text ရဲ့အပေါ်ကိုလာပြီးတော့ထားလိုက်မယ်သူဒီ 3D တွေကို control လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူကိုယ်တိုင်ဒီလေ 3D layer ဖြစ်နေဖို့လိုအပ်ပါတယ်ပြီးရင်ဒါတွေအကုန်လုံးကို select ပေးပြီးသွားရင်သူနဲ့လာပြီးတော့တစ်ချက် link ချိန်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်ထဲနဲ့အကုန်လုံးကိုဒါ control လုပ်လို့ရပါပြီပေါ့နော် camera movement စပြီးတော့သုံးမယ်ပေါ့နော် camera သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကြားထဲမှာ Z space ဆိုတဲ့ space တစ်ခုကျွန်တော်တို့ကရှိနေဖို့လိုအပ်တယ်အဲ့တော့အဲ့ space တွေကိုဖန်တီးမယ်ပေါ့နော်ပြောချင်တာက background နဲ့ကျွန်တော်တို့ကဒါ object တွေကိုခြားထားလိုက်တာပေါ့နော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင် one view ဖြစ်နေတဲ့နေရာမှာကျွန်တော်က two view လေးတစ်ချက်ပြောင်းလိုက်မယ်ဒုတိယကျွန်တော်မြင်တွေ့နေရတဲ့ screen ဒီ top view ဖြစ်နေဖို့လိုပါတယ်တခြား view တွေဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ top view လေးလာပြီးတော့ပြောင်းပြီးလို့ရတယ်ပေါ့နော် okay ပြီးသွားရင်ကျွန်တော်တို့ကလာပြီးတော့ဒီ background layer now object ကို select ပေးမယ် position P လေးယူပြီးပါလို့ရှိရင်နောက်ဆုံးက Z position ကိုကျွန်တော်တို့ကအနောက်ကိုလာပြီးတော့ဆွဲလိုက်မယ်ပေါ့နော် object နဲ့ခြားလိုက်တယ်ပြောချင်တာအပေါ်စီးရကြည့်တယ်ဆိုလို့ရှိရင် background ဒီအနောက်ကိုရောက်သွားပြီး object ဒီမှာရှိနေမယ်ပေါ့နော် object ကိုတော့ဒီအတိုင်းပဲထားမယ်ပြီးရင် scale S လေးယူပြီးပါလို့ရှိလို့ရှိရင်ဒီ background လေးကိုတစ်ချက် original အတိုင်း face ပြန်လုပ်လိုက်မယ်ပေါ့နော်ဒီပုံစံအတိုင်းပဲတော့ရှိနေမယ်ဒါပေမဲ့လို့ space ဒီကျွန်တော်တို့ကကွာခြားသွားတယ်တို့ background ဒီအနောက်ကိုရောက်သွားတဲ့ object ဒီရှေ့မှာပဲကျွန်တော်တို့ဒါရှိနေလိမ့်မယ်ပေါ့နော်ကြားထဲကကျွန်တော်တို့ဒါ space တစ်ခုကျွန်တော်တို့ရသွားပြီအဲ့လိုပုံစံမျိုးဖန်တီးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် camera movement animation လေးစပြီးတော့ပေးမယ်အဲ့တော့ position လေးအရင်ယူလိုက်မယ်ပြီးသွားရင်ဘာလုပ်မလဲဆိုလို့ရှိရင် key frame တစ်ချက်ချထားလိုက်မယ်ပြီးရင်ကျွန်တော် z position ကိုအနောက်လေး minus လေးနည်းနည်းထားလိုက်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ camera အနောက်ကိုဆုပ်သွားတယ် camera ဝေးဝါးလေးတွေ object ကဒါသေးဝါးလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတစ်ချက်ဖြစ်သွားတယ် camera အနောက်ကိုဆုပ်လေး object နဲ့ဝေးလေး object ကအကုန်လုံးကဒါတွေအကုန်လုံးကဒါသေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်10စက္ကန့်လောက်အထိကိုသွားလိုက်မယ်ပေါ့နော်10စက္ကန့်လောက်ရောက်တဲ့အချိန်မှာတော့ကျွန်တော်ကလာပြီးတော့သူ့ကိုဆွဲမယ်ကင်မရာကိုဒါ object တွေနားစီပြန်ပြီးတော့ပို့မယ်ပေါ့နော်အဲ့တော့ဒါလောက်ထိပြန်ပြီးတော့ပို့မယ်အဲ့တော့ကျွန်တော်တို့ဒီကင်မရာခွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်က background နဲ့ကျွန်တော်တို့ object ဒီနည်းနည်းလေးခြားနားနေတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်ဂျာထဲမှာ space လေးတစ်ခုရှိနေတာကိုကျွန်တော်တို့ဒါမြင်တွေ့ရလိမ့်မယ်ပေါ့နော်ကင်မရာ movement ပေးတယ်ဆိုလို့ရှိရင်ဘာလို့မှ position တစ်ခုလည်းမပေးပါနဲ့ကျွန်တော်တို့ rotation လေးပါပါတော့မှပို့ပြီးတော့ဒါဆွဲဆောင်မှုရှိတယ်ပေါ့နော်အဲ့တော့ R လေးတစ်ချက်ယူလိုက်မယ် Z rotation ကို key frame လေးတစ်ချက်ချလိုက်မယ်သူ့ကိုကျွန်တော်တို့ plus pad လေးနည်းနည်းလေးစောင်းလိုက်မယ်ပေါ့နော်10လောက်ထိကျွန်တော်တို့ဒါပေးထားလိုက်မယ်10စက္ကန့်ရောက်တဲ့ချိန်ကြလို့ရှိရင် minus 10လောက်ကျွန်တော်တို့
ဖြစ်သွားပြီဒီလိုပုံစံမျိုးလေးတစ်ချက်ဖန်တီးလိုက်တယ်ပေါ့နော်အဲကြတော့ rotation လေးလဲလာပြီးတော့မှကျွန်တော် position ဆွဲလာတဲ့ပုံစံမျိုးတစ်ချက်ဖြစ်သွားတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒါ camera movement animation ပုံစံမျိုးလေးတစ်ချက်ရသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဘာထက်လုပ်ချင်လဲဆိုလို့ရှိရင်ဒီ object ကြီးကိုလည်းကျွန်တော်တို့ကကြီးရာကနေသေးလာတဲ့ပုံစံမျိုးလေးတစ်ချက် effect လေးနည်းနည်းလေးဖန်တီးချင်တယ်ပေါ့နော်အဲ့တော့ဒီ vapor strike ဆိုတဲ့ sneaker layer ကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်သူ့ကိုကျွန်တော်တို့ကဒါ scale နည်းနည်းလေးယူလိုက်မယ် keyframe ပေးလိုက်မယ်နည်းနည်းလေးကျွန်တော်တို့ပေးလိုက်45လောက်ပေါ့နော်6စက္ကန့်လောက်ရောက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့80လောက်လာပြီးတော့ထားလိုက်မယ်ပေါ့နော်အဲ့ကြရင်ဘာဖြစ်လဲဆိုတော့ sneaker ဒီသေးရနေပြီးကြီးလာတယ် camera movement တွေလည်းပါလာတယ်ပေါ့နော်အဲ့တော့ဒီ sneaker ကိုလည်းခုနကကျွန်တော် camera သွားတယ်လို့ပဲ rotation လေးပါနည်းနည်းလေးထည့်မယ်ပေါ့နော် scale တစ်ခုလည်းမသွားပါဘူးအဲ့တော့ rotation အားလေးတစ်ချက်ယူလိုက်မယ်ဇက်ဝင်ရိုးပဲ keyframe တွေပေးမယ်သူ့ကိုကြာလို့ရှိရင်ကျွန်တော်တို့ကဒီစာနဲ့စန့်ကျင်ဘက် direction ပုံစံမျိုးစာအပေါ်စောင်းလာတာဖြစ်တဲ့ကြောင့်မှကျွန်တော်သူ့ရဲ့ထိပ်ကိုအောက်ကိုဒီလိုမျိုးလေးစောင်းလိုက်ပေါ့နော်အဲ့လို opposite direction crossing သွားနေတဲ့ပုံစံမျိုးတစ်ချက်ဖန်တီးတာပို့ပြီးတော့ visual ရဆွဲဆောင်မှုရှိတယ်ပေါ့နော် scale နဲ့အတူတူပဲ scale ရောက်တဲ့အချိန်မှာ scale keyframe ရောက်တဲ့အချိန်မှာကျွန်တော်သူ့ကိုဒီလိုလေးလာပြီးတော့ထားလိုက်မယ်ပေါ့နော်ထားပါတော့ -20 လောက် okay ဆက်စားအောင်ဆုံးမှာတော့ကျွန်တော်တို့20လောက်ချက်ထားလိုက်ဒီလိုပုံစံမျိုး okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ camera movement လေးရသွားပြီ sneaker ဒီလည်းကျွန်တော်တို့ဒါ scale လေးနဲ့ rotation လေးနဲ့စပြီးတော့ animation ပုံစံမျိုးတစ်ချက်တက်ရောက်လာတယ်ပေါ့နော် okay ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုဒါ view လေးတစ်ချက်ပြန်ပြီးတော့ဖြောက်လိုက်လို့ရပြီ one view ပဲပြန်ပြောင်းလိုက်လို့ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ main active camera လေးရတစ်ချက်ပြင်ရပါပြီပေါ့နော်အဲ့တော့ကျွန်တော်က animation တွေလုပ်တဲ့အခါမျိုးကြာလို့ရှိရင်သူ့ကိုဒီတိုင်းပဲ lighting အတိုင်းပဲထားတာတော်တော်လေးပြင်းမှုကောင်းတယ်ပေါ့နော် shadow လည်းမရှိဘူး highlight လည်းမရှိဘူး animation ကအရင်ပြင်းစရာကောင်းနေတယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်မှတ်ထားဖို့ကကျွန်တော်သူများနဲ့မတူချင်ဘူးသူများနဲ့ပိုပြီးကောင်းနေတယ်ဆိုလို့ရှိရင် right click နှိပ်မယ် new layer ကနေပြီးကျွန်တော်ဒါ light လေးတစ်ချက်လောက်ဒါထည့်ပေးဖို့လိုအပ်တယ်ပေါ့နော် light သုံးမယ်ဆိုရင်ကျွန်တော်တို့ layer ဒီခုနက camera သုံးသလိုပဲ 3D layer ဖြစ်နေဖို့လိုအပ်ပါတယ်အဲ့တော့ light type ဒီကျွန်တော်တို့ကဒါ spot ဖြစ်ရမယ်ပေါ့နော် spotlight လေးတစ်ချက်သုံးမယ် okay လေးတစ်ချက်ကျွန်တော်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က lighting ကျတဲ့နေရာတွေကလင်းနေပြီးတော့ဘေးနားနေရာတွေကဒါ share တွေကျသွားတယ်ပေါ့နော်okay အဲ့တော့ကျွန်တော်တို့ spotlight ကိုဖွင့်ချမယ် transform ကိုခဏလေးမဖွင့်မယ် light option ကိုတစ်ချက်ကြည့်မယ်ပေါ့နော် intensity ဆိုတာဒီဘာလဲဆိုတော့လင်းအားပေါ့နော်တော့လိုက်ရင်မှောင်ရတယ်တင်လိုက်ရင်လင်းလာတယ်ပေါ့နော်အဲ့တော့ color ကတော့ဒါကိုကြိုက်တဲ့ color တော့ဒါရွေးလို့ရပါတယ်နော်အဲ့တော့ color ဒီလိုပုံစံမျိုးဒါဖြစ်သွားတယ်ပေါ့နော်အနီရောင် lighting သုံးပါလားဘာရောင်သုံးပါလဲကျွန်တော်ကတော့အဖြူပဲတစ်ချက်ထားလိုက်မယ်6 angle ဆိုတာဘာလဲဆိုတော့ဒီအဝိုင်းကိုကျွန်တော်တို့ပြောတာဒီအဝိုင်းကြီးလေးတွေဘေးနားတွေကို lighting ထိတာတွေကများလေဒီအဝိုင်းသေးဝါးလေးတွေကျွန်တော်တို့ကဘေးနားတွေ lighting ထိတာကနည်းလေဒီပေါ့နော်အဲ့တော့အောက်က feather ဆိုတာကတော့ဒီဘေးနားကသူ lighting မထိတော့တဲ့နေရာတွေကိုသူကဘယ်လိုပုံစံမျိုးထားကျင်တယ်လဲပေါ့နော် feather ကိုကျွန်တော်တို့ကဒါ short ချလိုက်မယ်ဆိုလို့ရှိရင် edge တွေကလုံးဝဒါအပြတ်ကြီးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် feather ကိုတင်ထားတာကတော့ PP လေးနဲ့ပို့ပြီးကြည့်ရတာအဆင်ပြေတယ်ပြီးရင် lighting သုံးမယ်ဆို6 angle လိုမျိုးကွက်ကြီးမထားပါဘူးနည်းနည်းလေးကြီးလေးခက်ကြီးလေးထားမယ်ပေါ့နော်တချို့နေရာလေးလောက်ပဲ share တို့ PP လေးကျတဲ့ပုံစံမျိုးလေးလောက်ပဲကျွန်တော်တစ်ချက်သွားလိုက်မယ်100လောက်ဆိုရင်တော့အဆင်ပြေပါတယ်เนาะ okay ပြီးရင် follow နေရာမှာကျွန်တော်ဒါ inverse square clamp ဆိုတာလေးတစ်ချက်ထားလိုက်မယ်ပေါ့နော်ပြီးရင်ဒီ radius ကိုကျွန်တော်တို့ကဒါနည်းနည်းလေး short ချလာမယ်ထားပါတော့300လောက်တစ်ချက်ပေးထားလိုက်မယ်ပေါ့နော်ပြီးသွားရင်တော့ရပြီ okay အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ဒီ radius ကိုလာပြီးတော့ key frame လေးတစ်ချက်ပေးလိုက်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့က9စက္ကန့်လောက်ရောက်တဲ့အချိန်ကြာလို့ရှိရင်သူ့လုံးဝ radius ကိုဒါတင်ချပလိုက်မယ်ပေါ့နော်1300ပေါ့နော်ကိုကဒီ6 angle တွေဘာတွေကိုကစားခြင်းနဲ့အကြီးသေးကစားခြင်းနဲ့ဆိုလို့ရှိရင် keyframe ပေးလို့ရတယ်ကျွန်တော်တို့ကဒါ radius တစ်ခုလေးနဲ့ဆိုရင်တော့ဒါအဆင်ပြေတယ်အဲ့တော့ product တွေကျွန်တော်မှိန်ရနေပြီးလင်းလာတဲ့ပုံစံမျိုးကျွန်တော်တို့ဒါရပါတယ်ပေါ့နော် okay ပြီးသွားရင်ဒီတိုင်းကအဆင်ပြေလားဆိုတော့ပြေပါတယ်ဒါပေမဲ့လို့ transform လေးထပ်ထည့်လိုက်တယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ကိုကလုံးဝအစမှာပျောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ radius ကိုထပ်ပြီး short ချလို့ရတယ်အဲဒါဆိုတော့လုံးဝမှောင်ရနေလင်းလာတဲ့ပုံစံမျိုးကျွန်တော်တို့ရတယ်ပေါ့နော် transform ကိုဖွင့်ချပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ y rotation မှာနော် y rotation ကိုကျွန်တော် keyframe လေးတစ်ချက်ပေးထားလိုက်မယ်ပြီးသွားရင်သူ့ကိုဒီ bevel channel လေးကိုလုံးဝရွှေ့ထားလိုက်မယ်ပေါ့နော် lighting ရဲ့ bevel channel နဲ့ညာဘက် channel ကိုဖြတ်ထွက်လာပြီးတော့ object ကပေါ်လာတဲ့ပုံစံမျိုးကျွန်တော်တို့ဒါဖန်တီးမှာပေါ့နော်အဲ့တော့ဒီမှာ y keyframe ကျွန်တော်ပေးထားလိုက်မယ်9စက္ကန့်ရောက်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့က original ဒီနားလေးကိုလာပြန်ပြီးတော့သူတို့အကုန်လုံးပေါ်တယ်ဒီနားလေးကို shadow လေးနည်းနည်းလေးကြာလာမယ်နော်ကျွန်တော်ဒီလိုလေးကျွန်တော်ဒါ0ပြန်ထားလိုက်လို့ရပါရနော်အဲ့လိုလေးလာပြီးထားလိုက်မယ်9စက္ကန့်ကိုလာပြီးတော့ကျွန်တော်တို့ပို့ပေးလိုက်မယ်ပေါ့နော် product ကလုံးဝ lighting နဲ့ထိပြီးထွက်လာတဲ့ပုံစံမျိုးကျွန်တော်တို့ဒါရပါတယ်ပေါ့နော်အဲ့တော့ radius ကိုဒီမှာကျွန်တော်တို့ကထပ်တင်နေတယ်ဆိုလို့ရှိရင်တင်လို့ရပါတယ်1600လောက်ကျွန်တော်တစ်ချက်တင်လိုက်မယ်ပေါ့နော်ပြီးသွားရင်ဘာလုပ်ချင်လဲဆိုတော့6 angle လေးကိုပါနည်းနည်းလေး keyframe ပေးပြီးတော့ဒီရောက်တဲ့ချိန်ကျလို့ရှိရင်6 angle ကိုလုံးဝနည်းနည်းလေးထပ်ပြီးတော့ဘေးနားတွေပါပြန်ပြီးတော့ဘေးနားတွေပါထပ်ဖြန့်လိုက်မယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ရပါတယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ cinematic ဆက်ဆံ
object ပေါ်လာတဲ့ပုံစံမျိုးလေးရပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကဘာလုပ်ချင်တာလဲဆိုတော့၄စက္ကန့်ရောက်တဲ့အချိန်ကြာလို့ရှိရင် object လုံးဝဇွန်းဆွဲသွားပြီးတော့တခြား scene ကိုကျွန်တော်တို့ပြောင်းသွားတဲ့ပုံစံမျိုးတစ်ချက်ဖန်တီးမယ်ပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင် control shift order y နဲ့ now object တွေတခုခေါ်လိုက်မယ်ပြီးတော့2D နဲ့ 3D layer ကျွန်တော်တို့ဖြစ်နေဖို့လိုအပ်ပါတယ် camera layer ကို control လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ camera layer ကို now object နဲ့လာပြီးချိန်မယ်ပြီးရင်သူ့ကိုကျွန်တော် position ယူလိုက်မယ် key frame ပေးမယ်၄စက္ကန့်မှာစပြီး effect တက်ရောက်မှာဖြစ်တဲ့အတွက်ကြောင့်4စက္ကန့်မှာ key frame ပေးရတယ်5စက္ကန့်ရောက်တဲ့အချိန်ကျရင်ကျွန်တော်လုံးဝသူ့ဆွဲကြည့်လိုက်ဒီလိုမျိုးပေါ့နော်ဒီ sneaker ကကျွန်တော်တို့စီ zoom in ပြီးဝင်လာတဲ့ပုံစံမျိုးနဲ့နောက်တစ်ဆင့်ကိုကျွန်တော်တို့ကူးရမယ်ပေါ့နော် okay ပြီးသွားရင်ဒီမှာလည်းထုံးစံတိုင်းမျိုးပဲကျွန်တော် rotation လေးတစ်ချက်ယူလိုက်ပါမယ်အဲ့တော့5စက္ကန့်ရောက်တဲ့အချိန်ကျလို့ရှိရင်သူ့ကိုဒီလိုမျိုးလုံးဝဆောင်းလိုက်မယ်ပေါ့နော်ကိုကြိုက်တဲ့ဘက်ကိုတော့ဒါဆောင်းလို့ရပါတယ်ပြီးရင် easy ease ဒီနှစ်ခုကိုကျွန်တော်တို့လုပ်မယ် grab ကိုကျွန်တော်တို့ဒါ step slow and slow ပဲတစ်ချက်သွားလိုက်မယ်ပေါ့နော်ဒီလိုပုံစံမျိုးတစ်ချက်ကျွန်တော်တို့ရပါတယ်ပေါ့နော်အကုန်လုံးကို control A နဲ့ select တစ်ချက်ပေးလိုက်မယ် control shift C နဲ့ composition ဖွဲ့လို့ရပါတယ်ဒါကိုကျွန်တော်တို့က scene 1ဆိုပြီးနာမည်ပေးလိုက်ပါပေါ့နော် scene 1 okay အဲ့တော့4စက္ကန့်မှာကျွန်တော်တို့ကဒါ zone ဆွဲပြီးတော့5စက္ကန့်ရောက်တဲ့အချိန်ကျလို့ရှိရင်သူဒီပြီးသွားတယ်ပေါ့နော် animation လုပ်တဲ့အခါမှာ transition သုံးတဲ့အခါမျိုးကြလို့ရှိရင်ဘယ်တော့မှအစကနေအဆုံးထိကိုတိုက်ရိုက်ကြီးလုံးဝမပြပါဘူးသူ့ရဲ့တဝက်မှာဒီကျွန်တော်နောက်တစ်ဆင့်ရစပြီးတော့လာတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ4ကနေပြီးတော့5ထိသွားတာဖြစ်ပေမဲ့လို့ကျွန်တော်တို့က4တဝက်ထိပဲကျွန်တော်ယူမယ်45ထိပဲယူမယ်ပြီးရင် control shift D နဲ့ပိုင်းချလိုက်မယ်နောက်ကောင် delete နေတယ်လို့ရပြီပေါ့နော် okay ဒီလိုပုံစံမျိုး zone in ပြီးထွက်လာတဲ့ပုံစံမျိုးကျွန်တော်တို့ရပါတယ်ဒုတိယဆင်းမှာတော့နောက်တစ်ဆင်းအနေနဲ့ကျွန်တော်ဒါ test တစ်ခုရိုက်လိုက်မယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှာတော့ဒါ final tagline ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ logo ပဲဖြစ်ဖြစ်ဒီလိုပုံစံမျိုးလေးဒါပေါ်လာတဲ့ပုံစံမျိုးကျွန်တော်တို့ဒါဖန်တီးလိုက်တယ်ပေါ့နော်အဲ့တော့ပြီးသွားရင်ဒီဟာကိုလည်းကျွန်တော်တို့ကဒါ test animation လေးတစ်ချက်ဖန်တီးမယ်ပေါ့နော် animate ထဲကနေပြီးတော့ဒါ blur လေးတစ်ချက်ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ add ထဲကနေပြီး opacity ပါထပ်ပြီးတော့ထည့်လိုက်မယ်ပေါ့နော် okay ပြီးသွားရင်လာပြီးတော့ blur ကိုနည်းနည်းလေးတင်ထားလိုက်မယ်ပေါ့နော်35လောက်ကျွန်တော်တင်ထားလိုက်မယ်ပြီးရင် opacity ကိုကျွန်တော်တို့ short ချလိုက်မယ် ray slider ကိုဖွင့်ချမယ် step ကို key frame ပေးမယ်45ကနေဆိုတော့55အထိကိုကျွန်တော်တို့ကဒါဆွဲလိုက်မယ်ပေါ့နော် layer တင်လိုက်မယ် okay ဒီလိုပုံစံမျိုး animation က blur ပြီးတော့တက်လာတဲ့ပုံစံမျိုးလေးကျွန်တော်တို့ရတယ် easy ease လုပ်လိုက်မယ်သူ့ကိုကျွန်တော်တို့ဒါ step slow and slow ပဲဒါတစ်ချက်ပေးလိုက်မယ်ပေါ့နော်ပြီးရင်ဘာလုပ်မလဲဆိုလို့ရှိရင်သူတို့နှစ်ခုအပြည့်မထားဘဲနဲ့ကျွန်တော်ကဒါတစ်ဝက်ကိုတစ်ချက်ဖြတ်ပြီးတော့ရှေ့ရကောင်ကျွန်တော် delete နှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီနှစ်ခုကိုလာပြန်ပြီးတော့ဆက်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုပုံစံမျိုးလေးတစ်ချက်ရပါတယ်ပြီးသွားရင်ဒီ scene ကိုကျွန်တော်တို့ထပ်ပြီးတော့ပိုမိုက်အောင်လို့ဒါ modify လေးထပ်လုပ်မယ်ပေါ့နော် scene 1 နဲ့ကိုပြန်ပြီးတော့ကျွန်တော်ဝင်လိုက်မယ်ပြီးရင် right click နှိပ်မယ် adjust new layer နေပြီးတော့ကျွန်တော် adjustment layer တစ်ချက်ခေါ်လိုက်မယ် adjustment layer ကိုကျွန်တော်တို့ကဒါဒီ text တွေရှိတဲ့အပေါ်မှာပေါ့နော်ဒီမှာပဲလာပြီးတော့ထားလိုက်မယ်ပေါ့နော်ပြီးရင်ဘာလုပ်ချင်လဲဆိုတော့ကျွန်တော်တို့ဒီ glow tool လေးတစ်ချက်လောက်ဒါလာပြီးတော့ပေးလိုက်ပေါ့နော်နည်းနည်းလေးလင်းနေတဲ့ပုံစံမျိုးလေးပဲအများကြီးကျွန်တော်မလုပ်ပါဘူးအဲ့တော့သူ့2000လောက်ကျွန်တော် radius ကိုဖြန့်ချလိုက်မယ်ဒီဟာကိုလာပြီးတော့ exposure ကိုနည်းနည်းလေး short ချမယ်ပေါ့နော် overlay look လေးနည်းနည်းလေးရသွားပြီးတော့ glow နေတဲ့ပုံစံမျိုးလေးပဲတစ်ချက်ကဖန်တီးလိုက်မယ်ပေါ့နော်ပြီးရင်တော့ blend mode ကိုတော့ကျွန်တော် add လေးတစ်ချက်သုံးလိုက်ပေါ့နော် right click နှိပ်မယ် new layer နဲ့ adjustment layer နောက်တစ်ခုထပ်ပေါ်မယ်သူ့အပေါ်မှာလာပြီးထားလိုက်ပြီးရင်သူ့ဘာသုံးလဲဆိုလို့ရှိရင်ကျွန်တော်ဒါ CC lens ဆိုတာလေးတစ်ချက်သုံးလိုက်ပေါ့နော်သူ့ကိုကျွန်တော်တို့က experimental ဖြစ်လေးတစ်ချက်သုံးနေတယ်ပေါ့နော်အဲ့တော့ site ကိုကျွန်တော်တို့ကကြီးလိုက်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ကစပြီးတော့ရပါတယ်ပေါ့နော် okay ဒီလိုပုံစံမျိုးကျွန်တော်တို့ကဒါရပါတယ်ဒီလိုမျိုး look လေးကျွန်တော်တို့တစ်ချက်ဖန်တီးခြင်းတယ်ပေါ့နော် okay object ဒီမှန်ရကနေလင်းလာပြီးတော့ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးတစ်ချက်ဖြစ်သွားတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ text တွေရဲ့အပေါ်မှာ overlay လေးနည်းနည်းလေးထည့်မယ်ဒီတိုင်းရက်သိပ်ပြီးတော့အဆင်ပြေလားဆိုတော်တော်လေးဒါပြေးနေပြီဒါပေမဲ့ overlay လေးထပ်ထည့်လိုက်ပူပြီးကြွသွားလိမ့်မယ်ပေါ့နော် access တွေကနေပြီးတော့ကျွန်တော်တို့ overlay လေးလာပြီးတော့ဆွဲထည့်လိုက်မယ်ပေါ့နော်ဒီမှာ overlay တစ်ခုပါ glitch overlay လေးပြီးရင်သူဒီ composition ထက်ကြီးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ right click နှိပ်ပြီးတော့ transform နဲ့ကနေပြီးတော့ဒါ fit to cone တစ်ချက်လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့သူ classic color dots လေးတစ်ချက်ပြောင်းလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူဒီ glitch နည်းနည်းလေးဖြစ်ပြီးတော့ cinematic flame လို့လေးတစ်ချက်ရသွားတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒါနောက်ဆုံးမှာတော့ final tagline ဖြစ်ဖြစ် logo ဖြစ်ဖြစ်လာပြီးတော့ပေါ်လာတယ်ပေါ့ okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါတာမန်မြင်တွေ့နေကြပုံစံမျိုးတွေနဲ့မတူဘဲနဲ့ 2D product motion ကိုမှတော့မိုက်နေအောင်လို့ဒါ camera တွေ light တွေ overlay တွေသုံးပြီးတော့ကျွန်တော်တို့ဒါဖန်တီးလိုက်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုကတော်တော်လေးအသုံးဝင်မယ်လို့ယူဆတယ်ပေါ့နော်ကိုယ်အနေနဲ့နေ့စဉ် product animation တွေလုပ်နေတဲ့အခါမျိုးကြလို့ရှိရင်တာမန်အတိုင်းမတွေးတော့မှနဲ့ဒီလိုပုံစံမျိုးလေးတွေ like ပြီးတော့လုပ်သွားမယ်ဆိုလို့ရှိရင်ဒီများတဲ့ပုံထူးခြားပြီးတော့ပုံပြီးမိုက်တဲ့ပုံစံမျိုးတွေဒါရှာလာလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် motion graphic နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဗီဒီယိုအမိုက်စားတွေတက်ပြီးတော့မျှဝေသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ Facebook နဲ့ YouTube ကိုဒါ like and subscribe လုပ်ထားလို့ရပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့